ဒီစက်သိန်းတွေကိုပိတ်ထားမယ်ဆိုရင်မိတ်ဆွေရဲ့ဖုန်းကပို့ပြီးတော့မြန်ဆန်ပေါ့ပါတက်လက်လာမှာဖြစ်တယ်လို့ဖုန်းဘက်ထရီကလည်းပို့ပြီးတော့ကြာရှည်ခံအသုံးပြုလာနိုင်မှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းစကရင်ပေါ်မှာ virus software အမျိုးမျိုးကြောင့်တက်လာတဲ့ကြေညာတွေကိုလည်းပိတ်ပေးသွားမှာဖြစ်ပါတယ်မလိုအပ်ဘဲနဲ့ဖုန်းအင်တာနက် data packet တွေကုန်မြန်တာကိုလည်းရှော့ချပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ IDK Let's ကနေကြိုဆိုပါရစေနေပညာနဲ့ပတ်သက်တဲ့အသုံးဝင်တဲ့ဗဟုသုတတွေကိုလွယ်လွယ်နဲ့နားလည်အောင်ဖော်ပြပေးနေပါတယ်အသစ်ထွက်တဲ့ app တွေအသုံးတဲ့နေလန်းတွေကိုတစ်ခုချင်းစီသုံးပြပြောပြပေးမှာပါပံ့ပိုးမှုအတွက်စိတ်တိုင်းကြ channel လေးကိုဝင်ကြည့်ပေးကြဖို့တောင်းဆိုပါတယ်ဆက်လိုက်ကြရအောင်ကဲဒါဆိုရှင်တော့ကျွန်တော်တို့ဒီစက်သိန်းတွေကိုဘယ်လိုပိတ်ရမယ်ဆိုတာကိုအချိန်မဆွဲဘဲနဲ့ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ပိတ်ထားရမယ့်စက်သိန်းတစ်ခုကိုအရင်ဆုံးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖုန်းစက်သိန်းလေးထဲကိုဝင်သွားလိုက်ပါကဲကျွန်တော်တို့ဖုန်းစက်သိန်းထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ဘက်ကိုတစ်ချက်ဆင်းသွားလိုက်ပါကိုကေကိုလိုက်ပြီးတော့ရှာပေးရမှာဖြစ်ပါတယ်ဖုန်းစက်သိန်းတိုင်းမှာရှိပါတယ်ကိုကေဆိုတဲ့ဟာလေးကိုလိုက်ရှာလိုက်ပါကိုကေဆိုတဲ့နေရာလေးကို click နှိပ်ပြီးတော့တစ်ချက်ဝင်သွားလိုက်ပါall submit နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့အောက်ဘက်ကိုတစ်ချက်ဆင်းသွားလိုက်မယ်ကျွန်တော်တို့ device ကိုလိုက်ပြီးတော့ရှာလိုက်ပါ okay ဒီမှာ device ကိုတွေ့ပါပြီ device ထဲကိုကျွန်တော်နှိပ်ပြီးတော့ဝင်သွားလိုက်ပါokay ဒီ device နေရာမှာဆိုလို့ရှိရင် scan from nearby device နေရာမှာအခုလို on လုပ်ပြီးတော့ဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ဒီဆက်ကနေပြီးတော့ကျွန်တော်တို့ရဲ့အနီးနားမှာရှိတဲ့ဆက် PC တွေကိုအချိန်ပြည့်ပေါ့နော်နောက်ွယ်ကနေပြီးတော့ရှာဖွေနေတာဖြစ်ပါတယ်ကျွန်တော်နီးနားမှာပါဆက် PC တွေရှိတယ်ဘယ်လိုဖုန်းမျိုးစားတွေရှိတယ်ဆိုတာကိုအချိန်ပြည့်နောက်ွယ်ကနေပြီးတော့သူက scan ဖတ်ပြီးတော့ရှာဖွေနေတာဖြစ်ပါတယ်အခုမိတ်ဆွေတို့ကိုကျွန်တော်ပြောပြနေတဲ့အချိန်မှာပဲဒီမှာကြည့်လိုက်ပါအဝိုင်းလေပြီးတော့အချိန်ပြည့်သူက scan ဖတ်ပြီးတော့ရှာဖွေနေတာဖြစ်ပါတယ်ဒီနေရာမှာကိုကျွန်တော်တို့အခုလိုဖွင့်ထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းက battery ကိုကြာရှည်မခံဘဲနဲ့ battery ဟာကုန်မြန်မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ battery ကိုကြာရှည်ခံပြီးတော့အသုံးပြုချင်တယ်ဆိုလို့ရှိရင်တော့ဒီက scan for nearby device ဆိုတဲ့နေရာမှာအခုလိုမဖွင့်ထားဘဲနဲ့ off လုပ်ပြီးတော့ဒီနေရာမှာပိတ်ထားပေးလိုက်ပါโอเคเนาะဒါကတော့ပထမ setting တစ်ခုဖြစ်ပါတယ်နောက်ဒုတိယ setting တစ်ခုဆက်ပြီးတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် setting နေ့ပေါ့เนาะ setting နေ့ကကြတော့ကျွန်တော်တို့ဒီခုဖုန်းထဲမှာရှိတဲ့ setting လေးတွေကိုပဲထပ်ပြီးတော့ဝင်သွားလိုက်ပါပြီးတော့တော့ okay ထဲကိုဆက်ပြီးတော့ဝင်သွားလိုက်ပါမယ်okay ဒီ Google Service ထဲကိုပဲပြန်ရောက်လာမှာဖြစ်ပါတယ် Google Service ထဲကိုဝင်ပြီးတော့မှ all service နေရာမှာတစ်ချက်ပြန်ပြီးတော့နှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့အောက်ဘက်ကိုတစ်ချက်ဆင်းသွားလိုက်မယ်နံပါတ်1 setting ကကျတော့ကျွန်တော်တို့ ADS ဆိုတဲ့နေရာမှာကိုတစ်ချက်နှိပ်ပေးလိုက်ပါ ADS ဒီနေရာမှာတစ်ချက်နှိပ်ပါ delete advertising ID ဆိုတဲ့နေရာမှာကိုတစ်ချက် click နှိပ်ပေးလိုက်ပါ okay ဒီ advertising ID ကိုဖြတ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ phone screen ပေါ်မှာတက်လာတဲ့ကြေညာတွေကိုဖြတ်ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ Google Chrome မှာတွားပြီးတော့ website တွေထဲမှာဝင်တဲ့အခါမှာကျွန်တော်တို့မသိပါဘဲနဲ့အဲ့ဒီ Google Chrome website တွေထဲကနေပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းထဲကို virus ပါတဲ့ application software တွေကို auto install လုပ်ပေးသွားတယ်ပေါ့နော်အဲ့ဒီ auto install လုပ်ပေးသွားတဲ့ application တွေဟာကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိနေတာဖြစ်ပါတယ်ပေါ့နော်ဖုန်းထဲမှာ software ပုံ icon တွေမတွေ့ရဘဲနဲ့ပုံအောက်နေတာဖြစ်ပါတယ်အဲ့ဒီပုံအောက်နေတဲ့ application software တွေထဲကနေပြီးတော့မှကျွန်တော်တို့ရဲ့ phone screen ထဲမှာကိုအကြော်ညာတွေတက်လာတယ်ပေါ့နော်အဲ့ဒီကြော်ညာတွေကိုကျွန်တော်တို့ကဖျက်ချင်နေဆိုရင် delete advertising ID ဒီညာလေးမှာကိုတစ်ချက်နှိပ်ပြီးတော့ဖျက်လိုက်ပါဒီညာမှာတစ်ခုထပ်ပြီးတော့ပြောချင်တာကမိတ်ဆွေတို့အနေနဲ့အဲ့ဒီကြော်ညာတွေကိုဒီညာမှာနှိပ်ပြီးတော့မိတ်ဆွေတို့က delete လုပ်ပေမဲ့ကြော်ညာထပ်ပြီးတော့တက်တယ်ဆိုလို့ရှိရင်တော့ကြော်ညာကိုဖျက်တဲ့နည်းလမ်းတခြားနည်းလမ်းရှိပါသေးတယ်မိတ်ဆွေအနေနဲ့ဒီ ADS နေရာမှာနှိပ်ပြီးတော့မှပုံမှန်အတိုင်းကျွန်တော်တို့ကြော်ညာ ID ကိုထပ်ထားချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ get new advertising ID ကိုနှိပ်ပြီးတော့မှ confirm ကိုနှိပ်ပါပြီးတော့ကျွန်တော်တို့ကြော်ညာ ID အတစ်ကိုထပ်ရမှာဖြစ်ပါတယ်okay အခုကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးသွားတဲ့ setting နေ့ကကြတော့ကျွန်တော်ရဲ့ phone screen ပေါ်မှာကျွန်တော်တို့မသိရဘဲနဲ့ဘယ်နှကမှမသိပဲတက်လာတဲ့ကြေညာတွေကိုပိတ်တဲ့နည်းလမ်းပဲဖြစ်ပါတယ် setting 3အကြောင်းကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်တို့ try သွားလိုက်မယ် setting 3ကိုထပ်ပြီးတော့ပြောပြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထုံးစံတိုင်း setting လေးထုတ်ထပ်ပြီးတော့ဝင်သွားလိုက်ပါပြီးရင်တော့ကျွန်တော်တို့အောက်ဘက်ကိုဆင်းသွားလိုက်မယ်အောက်ဘက်ကိုဆင်းသွားပြီးတော့မှကျွန်တော်တို့ခုနက Google ထဲကိုဆက်ပြီးတော့ဝင်သွားလိုက်ပါ Google ထဲကိုကျွန်တော်တို့ click နှိပ်ပြီးတော့ဝင်သွားလိုက်မယ် all service ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့အောက်ဘက်ကိုဆင်းသွားလိုက်မယ်ဒီနေရာမှာ using and diagnostic ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒီ using and diagnostic နေရာမှာအခုလို on လုပ်ပြီးတော့ဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းကိုတခြားလူတွေကဝင်ရောက်ပြီးတော့ထိန်းချုပ်ဖို့လွယ်လွယ်လေးပဲဖြစ်ပါတယ်ဒီလိုဖွင့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနဲ့ဘယ်သူတွေနဲ့စကားပြောနေတယ်ပါရီပြောနေတယ်ကျွန်တော်တို့ပါရီလုပ်နေတယ်ဆိုတာကိုဒီ
ကိုကေကနေပြီးတဆင့်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းကိုလမ်းပြီးတော့ထိန်းချုပ်နိုင်တယ်ကျွန်တော်တို့ရဲ့ data တွေကျွန်တော်တို့လုပ်သမျှကိုသူတို့အနေနဲ့မတန်းအနေနဲ့ပေါ့နော်သူတို့အလွယ်တကူရရှိနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘာတွေလုပ်တယ်ကျွန်တော်တို့ဘယ်သူနဲ့ဖုန်းကိုပြောနေတယ်ကျွန်တော်တို့ရဲ့ data တွေကိုမပေးချင်ဘူးဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ off လုပ်ပြီးတော့ပိတ်ထားလိုက်ပါโอเคဒါတော့ကျွန်တော်ပြောပြပေးသွားတဲ့ setting များထည့်ရနေပြီးတော့ setting 3မြောက်ဖြစ်ပါတယ်ပေါ့နော်နောက်ထပ် channel နဲ့ setting ဘိုင်းတွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်โอเคနောက်ထပ် setting တစ်ခုကကျတော့ setting 4ဖြစ်ပါတယ်ပေါ့နော် setting 4ကိုကျွန်တော်ဆက်ပြီးတော့ကြည့်ရအောင်ထုံးစံတိုင်းပဲကျွန်တော်ဖုန်း setting လေးတွေကိုတစ်ချက်ဝင်သွားလိုက်မယ်အောက်ဘက်ကိုနည်းနည်းဆင်းသွားလိုက်မယ် location ကိုလိုက်ပြီးတော့ရှာလိုက်ပါ location တွေကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါအောက်ဘက်ကိုတစ်ချက်ဆင်းသွားလိုက်မယ် location service ကိုလိုက်ပြီးတော့ရှာလိုက်ပါ location service တွေကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါ okay ဒီ location service နေရာမှာကိုကျွန်တော်တို့ Wi-Fi နဲ့ Bluetooth ကိုလိုက်ပြီးတော့ရှာလိုက်ပါ okay အောက်ဆုံးတောင်းလေးမှာ Wi-Fi scanning Bluetooth scanning ဆိုပြီးတော့တွေ့မှာဖြစ်ပါတယ်အပေါ်နားလေးက Wi-Fi scanning နေရာမှာကျွန်တော်ကြည့်လိုက်ပါ on ဖြစ်နေပြီပေါ့နော် on ဖြစ်နေတဲ့နေရာမှာကျွန်တော်ချက်နေမယ် Wi-Fi scanning နေရာမှာအခုလို on လုပ်ပြီးတော့ဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Wi-Fi ဟာကျွန်တော်တို့ပိတ်ထားပေမဲ့လည်းနောက်ွယ်ရနေပြီးတော့ auto scan ဖတ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ battery အားတွေဟာမြန်မြန်ဆန်ဆန်ကုန်မြန်မှာဖြစ်ပါတယ် battery အားကြာရှည်ခံနိုင်မှာမဟုတ်ပါဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ Wi-Fi scanning ကိုလည်းကျွန်တော်တို့ off လုပ်ပြီးတော့အခုလိုပိတ်ထားပေးလိုက်ပါဒါဆိုလို့ရှိရင်တော့နောက်ွယ်ရနေပြီးတော့ Wi-Fi scanning ကိုတူမဖတ်တော့တဲ့အတွက်ကြောင့်မလို့ဖုန်း battery ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ဒီအောက်နားလေးက Bluetooth scanning ဒီနေရာမှာလေးပဲကျွန်တော်တို့ on ဖြစ်နေတာကို off ဖြစ်သွားအောင် Bluetooth scanning ကိုကျွန်တော် off လုပ်ပြီးတော့ထားပေးလိုက်ပါဒါဆိုလို့ရှိရင်တော့နောက်ွယ်ကနေပြီးတော့ auto scanning ဖတ်နေတာကိုပိတ်ထားလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဖုန်း battery ဟာပို့ပြီးတော့ကြာရှည်ခံအသုံးပြုလို့ရမှာဖြစ်ပါတယ်။ကဲဒါတော့ setting လေးအကြောင်းဖြစ်ပါတယ်ပေါ့နော်။နောက်ထပ် setting ကအကြောင်းကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။ထုံးစံအတိုင်း setting ကိုဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ setting လေးထဲကိုတစ်ချက်ဆက်ပြီးတော့ဝင်သွားလိုက်ပါ။ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ application များတည်ရှိတဲ့နေရာထဲကိုတစ်ချက်နှိပ်ပြီးတော့ဝင်သွားလိုက်ပါ။ကိုယ့်ရဲ့ဖုန်းထဲမှာ app app တမှာမဟုတ် application ဆိုပြီးတော့ဖုန်းတိုင်းမှာရှိပါတယ်။လိုက်ပြီးတော့ရှာလိုက်ပါ။ okay ဒီကျွန်တော်ရဲ့ဖုန်းထဲမှာဆိုလို့ရှိရင်တော့ apps app ဆိုပြီးတော့အခုလိုတွေ့ရမှာဖြစ်ပါတယ်ပေါ့နော်တချို့ဖုန်းတွေမှာဆိုလို့ရှိရင်တော့ application ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ် application ဒါမှမဟုတ် app ထဲမှာတစ်ချက်ဝင်လိုက်ပါ manage app ဆိုတဲ့နေရာထဲကိုတစ်ချက်နှိပ်ပေးလိုက်ပါကဲဒီ manage app ထဲမှာကျွန်တော်တို့အမြဲတမ်းတုံးလက်ရှိတဲ့ application တွေဒါမှမဟုတ် internet တုံးတဲ့ application တွေတော်တော်များများကိုကျွန်တော်လိုက်ပြီးတော့ရှာလိုက်ပါအဲ့ဒီ application တွေရဲ့နောက်ွယ်ကနေပြီးတော့ background data မှာသူကအလုပ်လုပ်နေတာတွေ background data ဖွင့်ထားတာတွေကိုကျွန်တော်တို့လိုက်ပြီးတော့ပိတ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဥပမာအနေနဲ့ကျွန်တော်ပြောပြမယ်ဆိုလို့ရှိရင်အခုကျွန်တော်ဒီ manage app ထဲမှာကျွန်တော်အမြဲတမ်းတုံးလက်ရှိတဲ့ Google Chrome ဒါမှမဟုတ် Facebook တို့ TikTok တို့เนาะ YouTube တို့ကိုကျွန်တော်တို့လိုက်ပြီးတော့ရှာလိုက်ပါပြီးတော့เนาะကျွန်တော်တို့ဒီ Chrome ဒါမှမဟုတ် TikTok YouTube ChatGPT စတဲ့ AI software တွေဟာဆိုလို့ရှိရင် internet တော်တော်လေးကိုစားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ app info ထဲဝင်ပြီးတော့မှ data usage ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့เนาะကျွန်တော်ဒီအောက်နားလေးမှာ background data ဆိုတဲ့နေရာမှာအခု on ဖြစ်နေတဲ့နေရာကနေပြီးတော့ကျွန်တော်တို့ off လုပ်ပြီးတော့ကျွန်တော်တို့ပိတ်ထားပေးလိုက်ပါokay နှိပ်ပါ okay အခုလို background data ကို off လုပ်ပြီးတော့ပိတ်ထားလိုက်မယ်ဆိုလို့ရှိရင်ဒီ Chrome browser ကနေပြီးတော့နောက်ခံ background ကနေပြီးတော့စားနေတဲ့ internet data တွေကိုစားလို့ရတော့မှာမဟုတ်တော့ပါဘူးကျွန်တော်ပိတ်ထားလိုက်ပါပြီဒီ Chrome browser ကိုပုံမှန်ကျွန်တော်အသုံးပြုလို့ရလားဆိုလို့ရှိရင်တော့ပုံမှန်အသုံးပြုလို့ရပါတယ် Facebook YouTube တို့ကိုလည်းဒီတိုင်းပဲကျွန်တော်တွားပြီးတော့ပိတ်ထားလို့ရပါတယ် YouTube ဆိုလို့ရှိရင်တော့ကျွန်တော် YouTube ထဲမှာဝင်လိုက်မယ်ပြီးတော့ကျွန်တော် data usage နေရာမှာတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် background data ကိုတစ်ချက်ပိတ်ပေးလိုက်ပါokay နှိပ်ပါဒီတိုင်းလေးပဲကျွန်တော်တို့ပိတ်ထားလို့ရပါတယ်ကျွန်တော် Facebook ဆိုလို့ရှိရင်လည်း Facebook ကိုလိုက်ပြီးတော့ရိုက်ရှာလိုက်မယ်အပေါ်မှာ Facebook မှာလေးပဲကျွန်တော်ဒီတိုင်းပိတ်ထားလိုက်လို့ရပါတယ် okay data usage ထဲကိုနှိပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ background data ကိုတစ်ချက်နှိပ်ပြီးတော့ okay နှိပ်မယ်ပြီးရင် off ဒီလိုလေးပိတ်ထားလိုက်ပါဒါဆိုလို့ရှိရင်တော့ရပါပြီနောက်ဟုတ်ကဲ့ပါအခုကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးသွားတဲ့ဒီ setting တွေကိုမိတ်ဆွေတို့ကလိုက်ပြီးတော့ပိတ်ထားမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းဟာဖုန်း battery ပို့ပြီးတော့ကြာရှည်ခံအသုံးပြုလာနိုင်မှာဖြစ်တယ်လို့ဖုန်းကလည်းပို့ပြီးတော့မြန်ဆန်ပို့ပါတွက်လက်လာမှာဖြစ်ပါတယ်နောက်ပြီးတော့ဘေးကမှမတီးပင်နဲ့ဖုန်း screen ပေါ်မှာတက်လာတဲ့ကြော်ညာတွေကလည်းပိတ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်မသိတဲ့သူတွေတွေ့ပါအကျိုးရှိသွားအောင်ဗီဒီယိုကို like and share များလုပ်ပေးသွားနိုင်ပါတယ်ဗီဒီယိုမှာနားမလည်တာတွေရှိရင်လည်း comment လေးတွေရေးထားပေးနိုင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့ဆုံကြရအောင်အားလုံးပဲမင်္ဂလာပါ